တင်းပြောမလို့နားထောင်ခြင်းဝင်ကြည့်သွားဘသူတွေရဲ့အတင်းဆိုတာကျမကာကာတွေချစ်ရတော့ကာကာတွေရဲ့အတင်းကိုပြောမလို့ပါရှင်တကယ်ပေါ့နော်သူတို့တကယ်မကောင်းဘူးဆိုလို့ရှိရင်တော့ခင်လေးကိုလေတဘူးနဲ့အဆင်မပြေဘူးနှစ်ဘူးနဲ့အဆင်မပြေဘူးအမရေးဆိုလို့ရှိရင်တော့ခင်လေးကိုပြန်လာပြောတယ်တကယ်အဆင်ပြေတဲ့သူတွေကြတော့ခင်လေးကိုမပြောဘူးမေးတာတောင်မှဆက်နဲ့ပေါ့နော်ကြည့်တယ်ဒီလောက်ပဲပြောချင်တာလေခင်လေး22ရက်နေ့ကဗီဒီယိုတစ်ပုဒ်တင်နေတယ်ဒါပေမဲ့အဲ့ဗီဒီယိုကအဆင်မပြေဖြစ်သွားလို့ပေါ့နော်หนีသွားလို့အခုပြန်လာပြောပြီးတာဘယ်လိုလဲဆိုတော့22ရက်နေ့က3ယောက်လာဝယ်တယ်ပြန်လာအရင်ဝယ်နေကြ3ယောက်ပေါ့နော်ခင်လေးကမျက်နှာတန်းမိနေတော့မှတ်မိတယ်ပထမအကိုဆိုလို့ရှိရင်ဒီနန်းလုံးဆိုင်အဝါရောင်လေးနန်းလုံးဆိုင်အဝါရောင်လေးရတဲ့3မိသားတဲ့ဒါပေမဲ့တဲ့ तू ကအရန်ပေါ့နော်သူကထောင်ကြတန်ဖြစ်တော့တယ်ပေါ့နော်ထောင်ကြတန်အတွက်ဆိုတော့အရန်တိတာတယ်အရန်ကိုကောင်းလွန်းနေလို့တဝက်လောက်နဲ့အကိုရက်ထားတယ်ဒါပေမဲ့ဒီကမက်ဆီမန်အနီအောင်လေးကကြော်ညာနေလို့ဒီသူ့ကိုစမ်းသုံးကြည့်တယ်လို့ဆိုပြီးဒီကောင်ကိုလာဝယ်သွားတာကေပင်းနဲ့ရှင်းသွားပါတော့အဲ့အကိုကတဲ့အဲ့အကိုဆိုရင်ဒီတိုင်းပဲခရီးကမေးတယ်မေးမှပြန်ပြေးတာပေါ့နော်ဒီလိုသူတို့ကောင်းတယ်ဆိုလို့ရှိရင်သူကရှက်တာပေါ့နော်မိန်းကလေးတယောက်ကိုပြန်ပြောမှရှက်တယ်ပြီးတော့မျက်နှာကလည်းသူတို့နဲ့သိနေတဲ့သူဆိုတော့သူပြန်ပြောဖို့ရှက်တယ်ဒါပေမဲ့ခင်ဗျားမရမကပေါ့နော်အဆင်ပြေချောင်းပြောပြီးဆိုပြီးတော့မေးလိုက်ပါတယ်နောက်ပြီးတော့ဒီမှာအဲ့အကိုကကြတော့စောစောတော့အကိုကကြတော့30ကျော်30 35ပတ်ချာလေးပေါ့နော်အဲ့အကူကဒီထောင်ကြတန်အတွက်ကိုအဆင်ပြေချောင်းလာပြောတာဒါပေမဲ့အသက်50ကျော်55ဝင်းကျင်60ပေါ့နော်အဲ့ဝင်းကျင်အကူကကြတော့ညီမလေးစီကနေဒီမျိုး3ဘူး3ပြီးသွားပြီတဲ့ဒါပေမဲ့တဲ့အဲ့နေရာဘာလာဝဲอ่ะ तू ကမဟုတ်မနှောပြိုဆိုတာဘာဆိုတာအဲ့ကလေးအမျိုးသမီးဆေးပေါ့နော်လာဝယ်တာမရှိဘူးခင်းလေးစီမှာဟော်ဒီကာပေါ့နော်ဒီသွေးဆုံးသားဆုံးနေမီးရကင်နာတွေပါအဲ့ကခါတဲ့အညာမီရှိရလို့ပဲပြောပေးတာဒါပေမဲ့ဒီကိုသုံးမှုသုံးသွားတဲ့အကူကကြတော့အဆင်ပြေတယ်ညီမလေးဒီကောင်ကလုံးဘက်ဖွင့်လာတယ်အဲ့ဒါလည်းအပ်ပြီးမေးရတာမဖြေချင်ဘူးအဆင်ပြေချောင်းလေးပြောပေးသွားတယ်သူအရင်ကထက်ပို့ပြီးတော့အဆင်ပြေလာလို့ထောင်ကြတန်တက်လုံအားကောင်းခြင်းအမောခံခြင်းလို့ဆိုပြီးတော့အကျော်အားကောင်းခြင်းလို့ဆိုပြီးတော့ဒီယိုဘူးလေးကိုဝယ်သွားတယ်နော်ဒါကြောင့်မလို့ဘောနော်ခင်လေးစီကနေပြီးတော့ဒီယိုစားနေတဲ့အကူကကြတော့ယိုဝယ်ပြီးသွားပြီတဲ့ဒီလိမ့်စီလေးနဲ့တွဲသုံးခြင်းလို့တဲ့ယိုတဘူးလိမ့်စီတဘူးပေးပါဆိုပြီးတော့ထပ်ဝယ်သွားတယ်ယိုကလည်းတက်လုံအားကောင်းပြီးအကျော်အားကောင်းလာလို့ဆိုပြီးတော့ဝယ်သွားတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်မိတ်လာမျိုးရဲ့ဩဇာဆေးဆိုင်ကအညာမောင်တယ်လေးပါရှင်